မင်္ဂလာပါအားရစရာတည်င်းလေးပြောပြခြင်းတို့အဲ့ဒါကတော့ကျွန်တော်တို့6မြို့နယ်အတွက်တိန်း1000ကမ်ပိန်းမှာကျွန်တော်ကတိန်း1000အာမခံထားတယ်ညီလေးဝေရန်ကတိန်း1000အာမခံထားတယ်လင်းလေးတက်ဦးကျော်တလင်းကတိန်း1000အာမခံထားတယ်အခုအဲ့ဒီဥစ္စာကျွန်တော်တူတန်းနေဒီနေ့ဘန်းငွေ3သိန်းခွဲပို့လိုက်ပြီးရင်မြန်မာငွေဒေါ်လာက9000ကျော်6000နီးပါးရပြီပြီးလို့ရှိရင်ဂျပန်ကိုရီးယားပြီးအခြားမလေးရှားတို့စင်ကာပူတို့ဝင်တဲ့ငွေအားလုံးကတော့ဒါစရင်ကတော့ကျွန်တော်ရှိမှရှိတယ်ငွေကတော့အောက်ကိုတစ်ခါလဲပို့ပြီးတာအဲ့တော့လက်ရှိထိုင်းရလွှဲတဲ့ဘတ်ငွေ3သိန်းခွဲကိုလည်းဒီနေ့ထပ်ပို့လိုက်ပြီဆိုတော့ကျွန်တော်တူးထဲတွေရတဲ့ဥစ္စာကတော်တော်ကိုအားရှိနေပါပြီညီလေးဝင်ရဆိုကျွန်တော်လည်းပို့ရတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကပထမမြန်မာပြည်ကငွေဆိုလက်မခံဘူးတောက်လျှောက်ကျွန်တော်တို့မြန်မာပြည်ကငွေကိုလက်မခံခဲ့ဘူးဘာဖြစ်လို့လဲကျွန်တော်တို့ကပြည်ပကနေပြည်တွင်းကိုပို့ရတာပြည်တွင်းမှာရှိတဲ့အလူရှင်ကပြည်ပကိုလှမ်းထည့်ဆိုတော့အဓိပ္ပာယ်မရှိဘူးဒါကြောင့်မို့လို့မြန်မာပြည်ကငွေဆိုကျွန်တော်လက်မခံခဲ့ဘူးပြည်တွင်းမှာနီးစပ်ရာအဖွဲ့ကိုကူညီပါလို့ကျွန်တော်တောက်လျှောက်ညင်းခဲ့တဲ့အတွက်အခုလက်ရှိကမ်ပိန်းနဲ့ဖွင့်ရမြန်မာပြည်ကငွေအဝင်ကညီလေးဝေရရှိမှာအများဆုံးဝင်ပါတယ်တော့ဘေအိုပဲဝင်ကျွန်တော်အားလုံးကအတူတူပါပဲဒီတိန်း1000ကမ်ပိန်းတဲ့တွားတာနောက်ထပ်စိတ်အားရစရာတစ်ခုကကျွန်တော်တို့စီလုံးချင်းဒီအင်အားဖတ်ပတဲ့အခြေစိုက်ညီမလေးနှင်းစီကလည်းဒီတိန်း1000ကမ်ပိန်းအတွက်ဆိုပြီးတော့ထောက်ဖို့ကန်ဆန်းမဲထုတ်ထားတာတွေ့ပါတယ်အဲ့တော့ညီမလေးနှင်းစီရဲ့မဲလေးကိုလည်းထိုင်းရောက်မိဘပြည်သူတွေပြပရောက်မိဘပြည်သူတွေအနေနဲ့နိုင်တဲ့နေရာကဝင်းရံပေးပါပထမစုကသူကကိုကြီးရတဲ့ကားမဲထည့်ခြင်းအဲ့တော့ဒီကလေးမကအတက်ငယ်ငယ်ရွယ်နဲ့နော်ဖတ်ပတဲမှာတော်လိုင်းစတဲ့ကနေတောက်လျှောက်စစ်ဖေးရှောင်းအတွက်ကောပြည်သူအတွက်ကောတောက်လျှောက်လှုပ်လာခဲ့တာဒီနေ့ချိန်ထိပါပဲနော်မိမသားလေးဓာတ်မဲ့နဲ့ဥဆောင်ပြီးတော့သူလှုပ်နေတာဘောရမုံငွေဘောလုံးပွဲတွေကျင်းပါတယ်ပြီးအခြားအလှခံဆိုလဲအလုတ်ပိတ်ရမှာအလုတ်တစ်ဖက်ကစောင်းဝင်နေတဲ့အတွက်အလုတ်လည်းလောက်ကသေးတယ်တစ်ဖက်မှာအလုတ်ပိတ်ရမှာထွက်ပြီးတော့နေပူဆက်ခါမှာအလှခံရတဲ့ငွေတွေကိုပို့ကိုတိုင်းမှာတခါအောက်ကိုဆင်းလို့ရတဲ့ဒေတာဆိုအောက်ကိုဆင်းနေတယ်အခုဒီညီမလေးကလည်းဒီကမ်ပိန်းမှာပါဝင်နိုင်ဖို့အတွက်ထောက်ဖို့ကန်ဆန်းမဲထုတ်ထားပါတယ်ကန်ဆန်းမဲပထမစုကကားပါတယ်နော်ကားစုပါတယ်ကျွန်တော်ပုံပြထားတဲ့အတိုင်းပဲဒါကြောင့်မလို့အဲ့ဒီကန်ဆန်းမဲလေးကိုလည်းနိုင်တဲ့လောက်ပါဝင်ဝင်းရံပေးပါရောင်းပေးနိုင်မဲ့ညီကိုမောင်နှမတွေရှိလို့ရှိရင်လည်းရောင်းပေးပါလို့အကူညီမေတ္တာတောင်းပါတယ်ဘာလို့ဆိုကျွန်တော်မရောင်းပေးနိုင်တော့လို့ကျွန်တော်အလုံးနဲ့ကျွန်တော်ဓမ္မဘေးကလန်းဆင်းနေပြီနော်လူလဲတစ်ခါကျရင်တနေ့တည်း3နိုင်လောက်ပဲအိတ်ကားရဲဆိုအိတ်ကားနော်ဒီနေ့မနေ့ဆိုကျွန်တော်အစိုးရထမနေ့လည်းအစိုးရထထားအောင်မယ်ဆိုတော့ကန်ဆန်းမဲရောင်းနေဆိုဒါအလုပ်တစ်ခုဖြစ်နေတဲ့အတွက်ကျွန်တော်ရောင်းပေးမနိုင်လို့ပါညီမလေးနှင်းစီကလည်းဒီဟာအားလုံးကိုဒီမိုးညိုတို့ရဲဘော်နှက်ရှိုင်းတို့အတွက်နော်ဝိုင်းဝန်းကူညီပေးမှဖြစ်တဲ့အတွက်ဒီစစ်ပေးဆောင်ထောက်ဖို့ကန်ဆန်းမဲလေးကိုနော်ယူရောင်းပေးနိုင်တဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းရှိလို့ရှိရင်လည်းအခုကျွန်တော်တင်ပေးထားတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ညီမလေးနှင်းစီအတွက်ယူရောင်းပေးကြပါအကယ်၍တဦးချင်းစီထိုးချင်တယ်ဆိုရင်လည်းညီမလေးနှင်းစီအကောင့်အခုကျွန်တော်ပြထားတဲ့ညီမလေးနှင်းစီရဲ့ Facebook အကောင့်ကနေဆက်သွယ်သူ့ရဲ့ဖုန်းနံပါတ်ကနေဆက်သွယ်ပါဆက်သွယ်ပြီးလို့ရှိရင်နိုင်တဲ့လောက်ပါဝင်ပြီးတော့ကန်ဆန်းရင်ကိုယ့်နိုင်ငံအတွက်ကူတဲ့ဟာပေါ့နော်ပထမစုပေါက်လို့ရှိရင်တော့ကားစီးရမှာပေါ့ဟုတ်တယ်မလားအကယ်မပေါက်လဲဒီငွေကစီးပွားရေးတဲ့ဝင်သွားတာမဟုတ်ဘူးကိုယ့်တိုင်းပြည်အတွက်တောက်တနေရာကပါဝင်တာဖြစ်တဲ့အတွက်ဒီကန်ဆန်းမဲလေးကိုလည်းများများလေးအင်အားကောင်းကောင်းလေးနဲ့ထုတ်တဲ့မဲလက်မှတ်အကုန်ကုန်အောင်လို့ဝင်းရံပေးကြပါလို့အားလုံးကိုမြစ်တာရက်ခံပါတယ်နော်ဒီကလေးမလေးကမိန်းကလေးဓာတ်မဲ့နဲ့လှုပ်ရှားနေတာပါအဲ့တော့လက်ရှိကျွန်တော်တို့တိုင်းပြည်မှာစစ်ဘေးရှောင်တွေများစွာရှိပါတယ်စစ်ဘေးရှောင်ကဟဲ့ဒီတနင်္လာရီတိုင်းရစပြီးတော့ဟိုးမြန်မာနိုင်ငံအစွန်ဖျားတိအပြည့်ရှိပါတယ်အဲ့ဒီစစ်ဘေးရှောင်တွေအားလုံးကိုပြည်တွင်းမှာရှိတဲ့ဘယ်ပလဟိတဓမ္မမှမကူညီရဲပါဘူးနော်အများအပြည့်ကနိုင်ငံရေးမှာထင်ထင်ပေါ်ပေါ်လုပ်နေတဲ့လူတွေကလွဲလို့နော်ဟိုဘက်လို့ဒီဘက်လို့နေတယ်ပြည်သူနေရာမှာနေတယ်ဆိုပြီးတော့အကြီးကတော့နော်ပြည်တွင်းမှာနေတဲ့လူတွေအနေနဲ့ကစစ်ဘေးရှောင်လုံးဝမကူညီနိုင်တွားကူညီနေဖမ်းပါပဲဘာလို့ဆိုတော့ပြည်သူကိုကူညီတဲ့လူကသူတို့ရဲ့ရန်သူဖြစ်နေတာဟုတ်ဒါကြောင့်မို့လို့စစ်ဘေးရှောင်တွေဟာကူညီအကာအကွယ်မဲ့နေပါတယ်ကျွန်တော်တို့အနေနဲ့ကလည်းဒီကနေUnion Brother ပစ္စည်းတွေပါUnion Brother ကူညီမှုပါလို့လိုက်လွှင့်ပြီးတော့ပုံတွေပြပြီးတော့စိုင်းပုတ်ကတ်ပြီးတော့ကူညီလို့မရပါဘူးဘာဖြစ်လို့လဲဟိုးအရင်ရေဘေးတွေတဲကခိုးပြီးကူညီရတယ်ကျွန်တော်တို့ဒီကနေပြိတ်ခါတွေပစ္စည်းတွေအဲ့ဒီရေမြုပ်တဲ့ data တွေကိုချပေးတယ်တွားပြီးတော့တာဝန်ခံပြီးယူသွားပြီးပို့တဲ့အဖွဲ့ကကျွန်တော်တို့ပစ္စည်းပါလို့မပြောရဘူး
ရေဘေးလာလူတွေကိုပြောအဲ့တော့လာလူတွေကိုပြောရင်လမ်းမှာရှိတဲ့စစ်ခွေးကိတ်ကဘာလို့လဲပတ်စံတောင်းတယ်အဲ့ဒီနှစ်တရာတဲကတကိတ်ကိုအနည်းဆုံး3000ပေးမှအဲ့ဒီဒုက္ခရောက်နေတဲ့စစ်ဘေးရှောင်တော့မဟုတ်ဘူးနော်ရေဘေးတင်ပြည်သူနော်အဲ့ဒီရေဘေးတင်ပြည်သူချီကိုတွားခွင့်ပေးပါလေအဲ့လောက်ထိစိုးရွားတဲ့အာဏာသိမ်းအကြမ်းဖက်ကောင်တွေပါအဲ့တော့ဒီနေ့ချိန်မှာလဲစစ်ဘေးရှောင်စခန်းတွေဘယ်နေရာအောင်ရှိတယ်ဆိုတာကျွန်တော်တို့တွားလူရှိရင်ဓာတ်ပုံတော်ရိုက်ပြလို့မရအခုတနေ့နိုင်တိုင်းမောတောင်တိမ်ပြီးတဲ့အချိန်မှာကျွန်တော်မောတောင်မှာစစ်ဘေးရှောင်တွေကူညီတဲ့အချိန်မှာခိုးပြီးကူညီရတယ်အဲ့ဒီအချိန်လုံးကထိုင်းအာဏာပိုင်တွေကနေဆက်တောင်မဖြတ်ခိုင်းဘူးသူတို့ရှိမှပစ္စည်းတွေချခိုင်းတယ်အဲ့တော့ဆရာတော်မင်းတို့များတို့တွားကူညီမယ်ဆိုတော့ကျွန်တော်ဒီကရိတ်ခါတွေထုတ်ပြီးတော့ပေးတဲ့အချိန်မှာဟိုဘက်ကိုမဖြတ်ခိုင်းဘူးဒီဘက်မှာချခိုင်းအခုနောက်ပိုင်းရက်တွေမှာဖြတ်ခိုင်းနေကြတယ်ဘာဖြစ်လို့လဲဆိုတော့စစ်ဘေးရှောင်တွေဘယ်နေရာမှာရှိတယ်ဆိုတာတိဘုံလာကျက်ပလိုက်ပါအဲ့လိုမျိုးအဲ့တော့သူတို့ဘလောက်ပဲလိန်နေညာနေမြေပြင်မှာဖြစ်နေတဲ့ပဂတိအရှိတရားကဒီလိုဖြစ်နေတယ်ဆိုတာလူတိုင်းရဲ့အတိနော်ဒါကြီးကလိန်လို့ရတဲ့အရာမဟုတ်ဘူးအဲ့တော့စစ်ဘေးရှောင်စခန်းတွေကိုကူညီခြင်းနဲ့ထောက်ပံ့ခြင်းတော့အဲ့လိုခိုးဝယ်ပြီးကူညီရတယ်နော်အဲ့တော့အခုဒီညီမလေးနှင်းစီထုတ်ထားတဲ့ကားကန်ဆန်းမဲလေးမှာလဲနိုင်တော့ပါဝင်ပေးကြပါဆိုတာလိုအပ်နေတဲ့အရာတွေများနေလို့ပြောတာပါနော်အဲ့တော့လက်ရှိ6မြို့နယ်အတွက်ဆိုတာကတချို့တွေကြတော့အကိုစီကျွန်တော်တို့ပဲလဲကမ်ပိန်းတွေလုပ်ပေးပါလို့ကျွန်တော်တို့မှာအားလုံးကိုလုပ်ပေးခြင်းနဲ့စိတ်ရှိပြီးသားပါအားလုံးဟာတော်လှန်ရေးပါဒီတော်လှန်ရေးမှာကျွန်တော်တို့ခွဲခြားတဲ့စိတ်ဘယ်သူမှမရှိဘူးအားလုံးဟာတန်းကြီးတယ်ပဲတော်လှန်နေတဲ့လူပုဂ္ဂိုလ်တိုင်းအဖွဲ့အစည်းတိုင်းကိုကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်တွေဖြစ်ကျွန်တော်ထားတာပါဘာလူမျိုးဘာဘာသာဖြစ်နေပါစေဒီကာလဟာကျွန်တော်တို့ညီညွတ်အောင်တိစောက်ကမယ်စီးလုံးအောင်တိစောက်ကမယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေတွားတာဖြစ်တဲ့အတွက်အခု6မြို့နယ်မှာလည်းတကယ်လိုအပ်နေတယ်6မြို့နယ်ကိုလည်းကမ်ပိန်းတွေဘလူးမှမလုပ်ပေးဘူးနောက်တစ်ခုရှိတာက6မြို့နယ်အပိတ်သူတို့ပိတ်ပြီးစော်မယ်ဆိုရင်အချိန်မြေးစော်လို့ရတဲ့ data အဲ့ဒါဆိုတာကအဲ့ဒီ6မြို့နယ်မှာရှိတဲ့ရေနံတွင်းကနေရေနံတွေချက်ထုတ်ပြီးအမေရိကန်ဒေါ်လာတန်းနဲ့ချီစစ်ကောင်စီကိုဝင်ငွေစီးဆင်းနေပါတယ်အဲ့ဒီစစ်ကောင်စီကိုစီးဆင်းတဲ့ဝင်ငွေအားလုံးဟာဒီတိုင်းပြည်ရဲ့ပြည်သူကိုဒုက္ခပေးနေတယ်ဆိုတာလူတိုင်းသိတယ်ဒါကြောင့်မို့လို့6မြို့နယ်မှာကျွန်တော်တို့ပြည်သူကိုကာကွယ်နိုင်ဖို့အတွက်လိုအပ်တဲ့အရာတွေကိုကျွန်တော်တို့ထောက်ပံ့ကူညီပေးဖို့လိုအပ်ပါတယ်စာအုပ်ဆုံးပယ်လာတော့ကတော့တနေ့နိုင်တိုင်းတောင်းဝင်ခံပေါ့နော်ယူနီယံဒါရအဖွဲ့ရဲ့တနေ့နိုင်တိုင်းတောင်းဝင်ခံကိုဝင်းနိုင်ကတဲလာတာကျွန်တော်ရှိဘူးကိုစီးတဲ့အဲ့ဒီလိုဖွဲ့လေးကိုနော်ရဲဘော်မိုးညိုပေါ့နှစ်ရှိုင်း1223နှစ်ချခံပြီးတော့လမ်းအနေဖြတ်တိုက်ပြီးကဲလာတာတဲ့အခုအဲ့ဒီဖွဲ့လေးနဲ့ကိုစီးကိုမိတ်ဆက်ပေးခြင်းလို့ပါအင်တာဗျူးလေးလုပ်ပေးခြင်းလို့ဆိုတော့ရတယ်ဆိုရင်နောက်နေ့ကျကျွန်တော်အင်တာဗျူးလုပ်တော့ဒီညီလေးမိုးညိုကလည်းသူခံစားခဲ့ရတဲ့အရာတွေနော်ဒီသူတွေ့မြင်လာတဲ့အရာတွေနဲ့ပေါင်းဆက်ပြီးတော့ဒီအာနာရှင်ပြည်သူကိုရုပ်မာတာကိုပြန်လဲတိုက်ထုတ်ခြင်းနဲ့သူ့မှာဘာတွေလိုအပ်တယ်အဲ့ဒီအတွက်အကူအညီတောင်းလာခြင်းမှာကျွန်တော်3000ကမ်ပိန်းလေးစဖို့စခဲ့တာပါအဲ့တော့အဲ့ဒါကနေအစည်းအဝေးလေးခေါ်ဘယ်လိုလုပ်ကြမလဲတိုင်မင်းနဲ့လေးလေးတက်တို့ဥကျော်တလင်းတို့နော်ပြီးရင်ညီလေးဝေယံတို့အခြားသောညီကောင်မောင်နှမတွေကိုအားလုံးနော်ကျွန်တော်တိုင်မင်းလိုက်တဲ့အချိန်မှာလေးလေးတက်ကသူတို့တောင်မှအသက်အသေးခံပြီးကိုသားတွေအရွယ်တောင်မှအသက်အသေးခံပြီးလုပ်နေတာကွာငါတို့ကဘာဖြစ်လို့မရှာပေးနိုင်လဲ3000ကမ်ပိန်းလုပ်လိုက်ငါ2500တောင်းယူတယ်ဆိုပြီးတော့နော်ခေါင်းဆောင်ကောင်းစိတ်ဓာတ်နဲ့သူကိုယ်တိုင်အရှိကနေခေါင်းခံပြီးတော့3500တောင်းယူတော့ညီလေးဝေယံလဲ3000သူကလည်းတောင်းယူမယ်တဲ့ဆိုတော့ကိုစီရောဆိုကျွန်တော်ကလည်းဖိတ်ထားတဲ့ဟိုလူကိုအလှည့်ပေးလိုက်မရဘူးကိုစီရောပြန်ရောက်လာဒီလူအလှည့်ပေးလိုက်မရဘူးကိုစီရောပြန်ရောက်လာဆိုတော့နော်ကျွန်တော်မယူလို့ရမလား300 200မှန်ထားရတဲ့ကမ်ပိန်းကနေကျွန်တော်1000အာမခံလိုက်ကြတာပါနော်အဲ့တော့ငကိုတဲကကျွန်တော်ကအလူကိုဖွင့်ပြီးခံတဲ့လူမဟုတ်ကျွန်တော် Messenger ကလှူတာတဲ့လူတဲ့စိတ်ရင်းကိုပဲကျွန်တော်လက်ခံတာဒါပေမဲ့ PSD network ဆိုပြီးတော့ထိုင်းရောက်ပြည်သူတွေတလား200လောက်ထားတာရှိတယ်ဒီငွေကိုလည်းကျွန်တော်တွားကင်လို့မရဘူးဒီငွေကသူ့စနစ်နဲ့သူတွားတာမဲနှိုက်ပြီးတွားတာဖြစ်တဲ့အတွက်တူတစ်ဖွဲ့တဲ့အတွက်ကျွန်တော်တွားယူလို့မရဘူးအဲ့တော့ဘာလို့နောက်ဆုံးတော့3000ကမ်ပိန်းကိုကျွန်တော်လိုက်ကြညာပြီးတော့ဖွင့်ရတယ်ဒါပေမဲ့ဖွင့်ပွဲမှာလည်းတကယ်မြိုင်းတယ်အမေရိကန်ဆိုရင်လူတစ်ယောက်တည်းနဲ့ဒေါ်လာ3000လူတဲ့အကိုတော်ရှိတယ်နော်ဒေါ်လာ1000လူတဲ့လူ900လူတဲ့လူ100လူတဲ့လူ200လူတဲ့လူအားလုံးရှိပါတယ်ပြီးလို့ရှိရင်လည်းကျွန်တော်ရှင်းနှန်းထုတ်ပေးမှာပါနော်ဒီကျွန်တော်ကုန်သွားတဲ့လယူနီဗလာရှင်းနှန်းအစားပြီးတော့အခုလာမဲ့ဒီကမ်ပိန်းကတော့တလပိုင်း sorry အဲ့မှာလမှားနေပြောကန်ကြည့်ဦးမတကြနော်ဇန်နဝါရီ30ရက်နေ့အထိလို့တတ်မှတ်ထားပါတယ်အဲ့တော့ဘလို့ပဲဖြစ်မြန်မြန်ပြေးသွားမယ်ဆိုရင်နောက်အဖွဲ့တွေပေးလို့ရအောင်ဖြစ်တဲ့အတွက်ဒီကမ်ပိန်းလေးကိုအားလုံးကိုဝန်းရံစေခြင်းနဲ့နိုင်တဲ့နေရာကလည်းပါဝင်စေခြင်းနဲ့လောလောဆယ်ကမ်ပိန်းအဖွင့်မှာတော့တကယ်ကိုမိုက်တယ်ကျွန်တော်တို့အိတ်ပြက်ပါစေပြည်သူတွေရဲ့အကျိုးရှိမဲ့ငွေကိုကျွန်တော်တို့တပြက်တကြားမလေလွင့်အောင်စည်ရင်စရာတိတိကျကျနဲ့ထုတ်ပြန်ပေးပါမယ်ဒါကြောင့်မို့လို့ဝင်းရပါအောင်လို့အားလုံးဖိတ်ခေါ်ပါတယ်ညီမလေးနှင်းစီပါဝင်းရမကြပါဘူးเนาะမိန်းကလေးထံမဲ့နဲ့စူးစမ်းနေတာဖြစ်လို့ပါ